ဘာစိတ်မွေးရမလဲစာနာစိတ်မွေးအလုံးပြန်ပြောဘာစိတ်မွေးရမလဲဘာတငယ်ချင်းချင်းမောင်နှမစိတ်ထားရှိဖို့လိုလားမလိုဘူးလားဘာတအားစာရာနောက်တာတငယ်ချင်းချင်းလိုအပ်တာတဲ့ပိုးပြီးတော့ပေါ့ကွာယင်းနေနေတာပြောတာဆိုတာတွေကောင်းလားဟိမကောင်းဘူးနော်အန်ရများလားမများဘူးလားများတယ်ခုသားတို့သမီးတို့ကကြောင်းတက်ခွင့်ရနေတာတော်တော်ကံကောင်းတယ်ဒါကြောင့်ပညာသင်ခွင့်မရရင်လူကအရိုင်းစိတ်ဝင်လာတာပညာသင်ခွင့်မရရင်လူကဘာဖြစ်သွားလဲပညာသင်တယ်ဆိုတာလူဆန်တဲ့လူသားတစ်ယောက်ဖြစ်အောင်လေ့ကျင့်တာတဲ့အလုံးပြောကြည့်ပါလေတော့ပညာသင်တယ်ဆိုတာလူဆန်တဲ့လူသားတစ်ယောက်ဖြစ်အောင်လေ့ကျင့်တာတစ်ခေါက်ပြန်ပြောပါဦးပညာသင်တယ်ဆိုတာလူဆန်တဲ့လူသားတစ်ယောက်ဖြစ်အောင်လေ့ကျင့်တာတစ်ခေါက်ပြန်ပြောပညာသင်တယ်ဆိုတာလူဆန်တဲ့လူသားတစ်ယောက်ဖြစ်အောင်လေ့ကျင့်တာအဲ့ဒါကိုဘာလို့တယ်လို့ခေါ်ပညာသင်တယ်လို့ခေါ်တာမင်းတို့အဖေတွေအမေတွေကလူလေးမွေးမပေးလိုက်ဘူးလားဟဲ့အဲ့လူလေးကပညာသင်စရာမလိုဘဲနဲ့လူကောင်းလေးဖြစ်သွားတယ်ဆိုကျောင်းနေပတ်သက်ကုန်ကံပြီးကျောင်းထားပါမလားဘာကြောင့်ကျောင်းထားတာပညာသင်ပေးတာဘာလို့တာတော့ဘာဖြစ်လို့လူတွေတွေးတဲ့ဖို့လူသိတဲ့ဖို့လူလိုနေတဲ့ဖို့လူသားဆန်တဲ့စိတ်ရှိဖို့သဘောပေါက်ရဲ့လားအဲ့ဒါပညာသင်တဲ့ရည်ရွယ်ချက်ကမင်းဆရာဝန်အင်ဂျင်နီယာဖြစ်ဖို့မဟုတ်ဘူးဆရာဝန်ဖြစ်ပြီးလူသားမဆန်တဲ့ဆရာဝန်အလကားပဲဆရာဝန်လင်မယား2ယောက်ရှိတယ်ရန်ကုန်မှာတကယ်ပါမောက္ခကြီးတွေဒုကူကြီးတွေသားကြတော့လူသက်သမားမွေးထားတယ်မင်းအဲ့ဒါပညာရေးမဟုတ်ဘူးပညာရေးမဟုတ်ဘူးပညာရေးဆိုတာဆရာဝန်ဖြစ်ဖို့မဟုတ်ဘူးအင်ဂျင်နီယာဖြစ်ဖို့မဟုတ်ဘူးလူသားဆန်ဖို့ဘာဆန်ဖို့တော့အဲ့ဒါသားတို့သမီးတို့10တန်းအောင်ရင်မအောင်ပဲဘွဲရခြင်းမရမယ်ဘာအရေးကြီးတော့လူသားဆန်တဲ့စိတ်အရေးကြီးလားမကြည့်ဘူးလားဒါကြောင့်ကျောင်းမှာအမတ်တွေကဏ္ဍတွေနဲ့ပြိုင်မိနေတဲ့အမတ်တွေကဏ္ဍတွေဟာပညာရေးမဟုတ်ဘူးဒါကိန်းကဏ္ဍသတ်မှတ်ချက်တွေဟုတ်ပြီနော်အရေးကြီးတာကလူသားဆန်တဲ့လူစိတ်ဘယ်လောက်ရှိလဲလူလိုသိတဲ့အသိစိတ်ဘယ်လောက်ရှိလဲစာနာသိဘယ်လောက်ရှိလဲအချင်းချင်းညီညွတ်ဘယ်လောက်နေတတ်လဲရံမဖြစ်ပဲဘယ်လောက်နေတတ်လဲဟုတ်လားဆရာသမားတွေမိဘတွေဘယ်လောက်ယိုသေးဆက်ဆံတတ်လဲအဲ့ဒါကဘာစိတ်တော့လူစိတ်ပြောဘာစိတ်တော့လူစိတ်ဘာစိတ်တော့ဟဲ့အဲ့ဒါသင်ပေးတာကိုပညာလို့ခေါ်တယ်သဘောပေါက်ရဲ့လားဟုတ်ပြီနော်အဲ့ဒါသားတို့သမီးအဲ့လိုမဟုတ်ဘူးဆိုရင်ဆရာဝန်ကြီးဖြစ်လဲအလကားတမရဖြစ်လဲအလကားဘယင်ဖြစ်လဲအလကားနော်အဲ့ကြောင့်ဘုန်းတို့လူစိတ်ရှိအောင်စာသင်ရတယ်ဘာရှိအောင်စာသင်ရလဲအဲကြောင့်နံပါတ်1စာနာသိမ့်မွေးပါတဲ့နောက်နံပါတ်2ကဘာသိရမှာလဲကျေးဇူးတရားသိရမယ်သားတို့သမီးတို့ကြဲကြဲလေးပြောကွာနံပါတ်1ကဘာရှိရမလဲစာနာစိတ်ရှိရမယ်နံပါတ်1ကဘာရှိရမလဲ